ခွေးမသားမင်းအောင်လိုက်ကိုပြောချင်တယ်ကွာနော်မင်းတို့ဘောမတွေလည်းဒီဗီဒီယိုကိုတွေ့လို့ရှိရင်ပြန် share ပေးဒီမအေလို့မင်းအောင်လိုက်ခွေးဝဲစားစီမှာပြန်တော့ပို့ပေးလိုက်နော်မင်းတို့အဘခွေးမင်းအောင်လိုက်ကိုပြန်ပေးလိုက်နိုင်ချင်တယ်ဟုတ်လားနိုင်ချင်လို့ရှိရင်တိုင်းရင်သားလက်နဲ့ကန်တွေရဲ့စခန်းကိုကျဲနော် PDF တွေရဲ့စခန်းကိုကျဲ AA တွေရဲ့စခန်းကိုကျဲနော်သူ့ကိုတော်လန်ဆန့်ကျင်တဲ့နော်တော်လန်ရဲ့အဖွဲ့အစည်းရဲ့စခန်းကိုကျဲအဲ့ဒါသူနိုင်မယ်โอเคဒါပေမဲ့နိုင်ချင်တယ်အာနာယူတယ်ပလင်ယူတယ်ဒီမြန်မာပြည်ကြီးကိုခွေးလိုမျိုးဆက်ပြီးတော့အောက်ချောက်ချင်လို့ရှိရင်ပြည်သူလူထုရဲ့ဆေးရုံတွေကျောင်းတွေစာသင်ကျောင်းဖုန်ကြီးကျောင်းပြည်လူထုကျဲတော့လို့ရှိရင်ဒီခွေးမသားမင်းအောင်လိုက်ဘယ်တော့မှနိုင်မှာမဟုတ်ဘူးနော်तू အမြန်နည်းနဲ့သေဖို့ပဲတာ तू ကလောက်တာ तू အမြန်နည်းနဲ့သေစေချင်လို့ तू အမြန်နည်းနဲ့အသက်တူအောင် तू ကသူ့ကိုယ်တိုင်နဲ့ तू ပြန်လောက်တာဒီမအေလို့ကသူ့အပေါက်ပြန်တော့တူလာတာနော်ပြောထားမယ်နော်မြောက်ဦးစေးရုံကိုဘုံကျဲလဲလို့ပြည်သူလူထုအယောက်30ကျော်သေးတယ်ပြည်သူလူထုအယောက်30ကျော်သေးတယ်နော်မင်းတို့ဘက်ကလည်းပြင်ထားမင်းတို့စစ်ခွေးတွေမင်းတို့အောက်ဒန်းစားအာနာယူမယ်တမမင်းတို့အိမ်တွေမင်းတို့ဘလောက်ကြံပါတွေတားထားလဲမင်းတို့လေရင်ကွင်းတွေမင်းတို့ရဲ့ပကဆဆက်ရောင်တွေကတလုံးပြီးတလုံးလာမှာနော်တလုံးပြီးတလုံး drone မိုးရွာမှာခွေးမသားတို့ပြောထားမယ်နော်ဟောအစကတည်းကပြောထားတာမင်းတို့တတိစီလို့စင်ရင်မင်းတို့ကိုတော်လန်ဆန့်ကျင်နေတဲ့တော်လန်ရဲ့အဖွဲ့အစည်းကိုမင်းတို့ကျဲပါပြည်သူလူထုကိုသွားကျဲလို့စင်ရင်မင်းတို့ဘယ်တော့မှမနိုင်ဘူးခွေးမသားတို့နော်စစ်နိုင်ချင်လို့စင်လူလိုမျိုးတိုက်ခွေးတလိုက်ဆန်လိုမျိုးတိုက်လို့စင်ရင်မင်းဘယ်တော့မှမရဘူးဘယ်တော့မှလည်းမအောင်မြင်ဘူးအဲ့ဒါပြောထားမယ်နော်မအေလို့မရလိုက်နော်မြောက်ဦးစေးရုံကိုမင်းကျဲလိုက်လို့မင်းနိုင်သွားမယ်တော်လန်ရဲ့အဖွဲ့အစည်းအားလုံးကနောက်ဆောက်သွားမယ်ပြည်သူလူထုအားလုံးကကြောက်ပြီးတော့စိတ်ဓာတ်ကြပြီးတော့စိတ်ဓာတ်တွေပြက်ပြီးတော့မင်းကိုဆက်ပြီးတော့မတော်လန်ဘူးလို့မင်းအဲ့လိုမျိုးထင်မယ်ဆိုရင်မင်းမားသွားပြီမင်းအဲ့လိုမျိုးရောက်မှမှုတွေမင်းလောက်လေလေပြည်သူလူထုတွေကအစပေါင်းများစွာထပြီးတော့မင်းကိုပြန်တော့တော်လန်မယ်အရင်တော့ကဆိုရင်ထားလိုက်တချို့တွေကမင်းကိုကြောက်လို့မတော်လန်ဘူးမပါဝင်ဘူးမထောက်ပံ့ဘူးငွေအင်အားလူရင်းမပါဝင်ဘူးမင်းအဲ့လိုမျိုးလောက်ပြလိုက်လို့နော်မထောက်ပံ့ဘူးတဲ့သူတွေပြန်တော့ထောက်ပံ့လာမယ်မင်းကိုမတော်လန်မဆန့်ကျင်ဘူးတဲ့လူတွေပြန်တော့တော်လန်ဆန့်ကျင်လာမယ်မင်းဆိုတဲ့ခွေးမသားဒီဖြက်ကောင်အောက်ဒန်းစာပလင်ယူမိုက်စာယူကောင်ကိုထားလို့စင်းရင်ပြည်သူလူထုတွေကဒီထက်အစပေါင်းများစွာဒုက္ခရောက်မယ်ဆိုတာသူတို့သိပြီးသားနော်မင်းဆိုတဲ့ကောင်ကအသက်စေလေလေပြည်သူလူထုတွေဒုက္ခရောက်လေလေပဲမင်းကိုကြောက်ကြောက်မကြောက်ကြောက်မင်းကရောက်မှာမယ်မင်းကတပ်ဖြတ်မယ်မင်းကဘုံကျဲမယ်ဆိုတာအားလုံးသိကုန်ပြီနော်ခွေးမသားနော်မင်းသေးတွင်းကိုမင်းတူထားခွေးမသားမင်းအောင်လိုက်မင်းစီတဲ့အဆောက်အဦအားလုံးမင်းစီတဲ့လေရင်ပြန်ကွင်းမင်းရဲ့အိမ်မင်းရဲ့ခြံမင်းအရန်ကိုအားကိုနေရတဲ့နေပြီးတော့မင်းအရန်ကိုချေရတဲ့မင်းရဲ့အသေးနှလုံးနေပြီးတော့ကမကြခင် drone မိုးရွာတော့မှာပါမအေလို့မင်းအောင်လိုက်မင်းအထိနာတိုင်းမင်းဆိုတဲ့ကောင်ကမင်းနောင်တမရဘူးမင်းဆိုတဲ့မအေလို့မင်းအောင်လိုက်ကမင်းအထိနာတိုင်းမင်းစိတ်မမရှိဘူးဒီတစ်ခါမင်းလောက်ပြတယ်မြောက်ဦးစေးရုံကြီးပြည်သူလူထုကလေးလူငယ်အပါအဝင်အယောက်30ကျော်နော်မကြခင်မင်းလည်းတည်င်းဆိုကြားရတော့မှာပါမအေလို့မင်းအောင်လိုက်မင်းကချေပြည်နယ်ကိုကျဲတိုင်းမင်းအညာဘက်ကိုကျဲတိုင်းဘယ်ပြည်နယ်မဆိုမင်းပြည်သူလူထုအများအပြားကျဲသားလိုက်တဲ့အချိန်မှာနောက်ဆုံးနောက်ဆက်တွဲကမင်းဘာတွေခံရလဲမင်းဘာတွေစုံဆောင်ရလဲဆိုတာနော်ခွေးမသားမင်းအောင်လိုက်မင်းစောက်ကြည့်လိုက်မင်းဆိုတဲ့မအေလို့မကြဆုံးမချင်းငါတို့ရတဲ့နေနဲ့တော်လန်သွားမယ်တိုက်ထုတ်သွားမယ်နော်မင်းဘက်ကရောက်မှဆရာစီတာရောက်မှမအေလို့မင်းအောင်လိုက်မင်းပြည်သူလူထုကိုရောက်ပဲနှစ်သိန်းပဲနှစ်တန်းတတ်ချင်တယ်မင်းတို့တတ်နော်မင်းကိုအမြင့်ဖြတ်ဖို့ငါတို့ရတော်လန်ရေးပြည်သူလူထုတွေကအစင်သိသိပြီးသားခွေးမသားမင်းကိုအလကားထိုင်မကြည့်ဘူးမင်းကိုအလကားထိုင်မကြည့်တဲ့သူကရရနေနဲ့တော်လန်မယ်ရတဲ့နေနဲ့တော်လန်မယ်နော်တချို့လက်နဲ့ကန်တိုင်းရင်းသားတွေတချို့မှာပေါ့နော်လက်နဲ့ကန်ပြီးစောက်တော့မကြတဲ့ခေါင်းဆောင်တွေအဖွဲ့အစည်းတွေလည်းကြစ်ထားမင်းတို့တွေအားလုံးပြည်သူလူထုရဲ့ကြိမ်စာကိုမထိပါစေနဲ့လို့ငါဆုတောင်းထားတယ်နော်မင်းတို့တွေအားလုံးကအကူအညီလိုအပ်လာလို့ဆိုရင်ပြည်သူတွေကမင်းတို့ကိုအမြဲတမ်းပဲကူညီပေးတယ်ထောက်ပံ့ပေးတယ်ပြည်သူလူထုတွေအကူအညီလိုအပ်လာပြီဆိုရင်မင်းတို့လိုခွေးမသားတွေကပြည်သူလူထုမျက်နှာမငဲ့မအေလို့ပေးတဲ့ရန်သူပေးတဲ့ငွေတွေပဲမင်းတို့တွေကကန်ပြီးတော့မင်းတို့တွေကငှက်ပြီးတော့နော်မင်းတို့တွေကအချိန်ဖြုံးနေတယ်ဟိုလိန်လိုက်ဒီလိန်လိုက်ဟိုအကြောင်းပြလိုက်ဒီအကြောင်းပြလိုက်ထားလိုက်ပါတော့နော်ကဘာပေါ်ကကုလသမဂ္ဂတော်မှသူများဖွဲ့စည်းထားတာမတရားမှုကိုနိုင်နေဖို့အရေးယူဖို့ဆိုတာအရေးမယူဘူး၄နှစ်၅နှစ်အတွင်းဒီမျိုးပဲထိုင်ကျင့်နေတယ်ဒီမျိုးပဲအစည်းအဝေးတွေတက်နေတယ်နော်ပြည်သူတို့ငါတို့နိုင်ငံငါတို့ပဲကဲတင်ရမယ် UN လားကုလသမဂ္ဂလား
ဘယ်အဖွဲ့အစည်းမှသွားပြီးတော့မမျောလင်းနဲ့ကိုဘာကိုလောက်နော်ကိုမလောက်လို့စင်ဘယ်သူမှမလောက်ဘူးဒီပွဲကဒီမအေလို့ကိုမတိုက်လို့စင်ကိုအမြင့်မဖြတ်လို့စင်ကိုမစင်းထောက်လို့စင်ဘယ်ကုလသမဂ္ဂဘယ် UN မှလာပြီးတော့မကဲတင်ဘူးနော်စီးပွားရေးတိုင်းဒါလက်နဲ့ကင်တမတချို့ဆိုရင်လည်းသွားပြီးတော့လည်းမမျောလင်းနဲ့နော်မျောလင်းလို့မရဘူးဆိုတာဟိုအစကတည်းကပါအနည်း80တော့နော်အနည်း80တော့ဘာကြောင့်ဒီအာနာယူတွေမချဆောင်တာလဲဒီစစ်ခွေးစစ်တမိတ်စာကောင်တွေမချဆောင်တာလဲဆိုတော့တို့ဘာမှမလုပ်လို့ဒီ9နှစ်အတွင်းလဲနောက်ဆုံးတော့နော်ခွေးမိကောက်ဆိုတာခွေးမိကောက်ပဲနော်အဲ့တော့ကိုယ့်ရဲ့ပြည်သူလူထုတွေကိုယ့်ရဲ့တော်လန်ရေးစစ်မှန်တဲ့တော်လန်ရေးဖွဲ့စည်းတယ်ပဲဒီမအေလို့ကိုဆက်ပြီးတော့တိုက်ထုတ်ရမယ်ရတဲ့နေနဲ့လောက်ရမယ်နော်အထက်ပိုင်းကဝန်ကြီးတွေNUG ကိုပြောချင်တာကငွေတွေရလို့ရှိရင်အဲ့ဒီရတဲ့ငွေကို drone ကြီးတွေဝယ်ထားမင်းအောင်လိုင်းရဲ့လေရင်ကွင်းသူ့ရဲ့အိမ်အကလုံးကျဲစီးတဲ့ drone တွေကိုမအားလားစစ်သားအဖွဲ့စီစစ်ကြောင်းတွေကိုမကျဲဘဲနဲ့အတိကသူအရန်ချဲတဲ့သူအရန်အားကိုရတဲ့သူ့ရဲ့လေရင်ကွင်းပေါင်1000ပေါင်2000ပေါင်900ထောက်လို့တဲ့သူ့ရဲ့ဘက်ကဆဆက်ရောက်တဲ့အကလုံးကျဲပြီးနော်သူ့ရဲ့စစ်ကြောင်းတသေးလေးတွေတက်လာတဲ့စစ်ခွေးတွေကိုငရုတ်တီနဲ့ပဲကျွေးနနတီနဲ့ပဲကျွေး drone ဆိုရင်အတိကအချက်ချကြတဲ့သူအရန်အားကိုရတဲ့နော်သူရဲ့ဘက်ကဆဆက်ရောက်ငရုတ်တီနနတီပေါင်1000ပေါင်2000ထောက်လောက်တဲ့နေရာကိုကျဲပေးပြီးတော့လေရင်ပြန်ကွင်းအားလုံးကိုကျဲပေးနော်နေပြီးတော့ကိုလည်းဒီ2026မှာ drone မိုးရွာလိုမျိုးကျဲပေးကြပါလို့ပြောရှင်းပါတယ်နော်ဒါပေမဲ့ကိုဘက်ကတော်လိုင်းရဲ့အဖွဲ့အစည်းတွေလည်းဘလောက်ပဲကျဲချင်ပြည်သူလူထုအင်အားလိုအပ်တယ်ပြည်သူလူထုထောက်ပံ့ငွေလိုအပ်တယ်နော်ဒီနနတီးဆိုလဲတလုံးဆိုဘတ်ငွေအသိန်းနဲ့လိုအပ်တယ်နော်ဘတ်ငွေ3သိန်း4သိန်းတလုံးဆိုဒီကာမီကာစီ drone တွေကနော်အများကြီးပြည်သူလူထုတွေဝမ်းတော့ထောက်ပံ့ပေးကြပါနော်တိတ်တယ်မမို့ပြည်သူလူထုတွေအဲ့လောက်တော့စေးကြီးတာနော်ပြည်သူလူထုတွေတယောက်နဲ့ပဝလို့စင်54တန်းနော်ဒီလိုအပ်နေတဲ့ငရုတ်တီလာနနတီလာ drone လာထဲမနိုင်ဘူးစင်အဲ့ကြောင့်အရောက်တိုင်းပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခွေးမသားမင်းအောင်လိုက်ပြောချင်တာကမင်းဆိုတဲ့ကောင်လေမင်းလူလိုမျိုးစစ်တိုက်လို့စင်ငါတို့ရဲ့ຫນွေဦးတော်လိုင်းရေးဘက်ကလေအဲ့လောက်အင်အားမကြီးလာဘူးအဲ့လောက်လည်းမပြတ်သားလာဘူးအဲ့လောက်လည်းမအောင်မြင်လာဘူးဒါပေမဲ့မင်းဖာဆန်ဆန်လို့တလိုက်ဆန်လို့အောက်ဒန်းစားလို့ညင်ညင်ပပနဲ့စစ်တိုက်တဲ့အတွက်ကြောင့်ငါတို့ဘက်ကပို့ပြီးတော့တော်လာတယ်ပို့ပြီးတော့ပြတ်သားလာတယ်ပို့ပြီးတော့အောင်မြင်လာတယ်နော်အဲ့တော့မင်းဖာဆန်ဆန်နဲ့ဘုံတွေကျဲမဟုတ်မဆန်မပတ်တဲ့ပြည်သူတွေကိုမင်းလိုက်ပြီးတော့ကျဲတာလို့စင်ရင်မင်းဆိုတဲ့မအေလို့နော်အမြန်နီးနဲ့တေးစေရမယ်အမြန်နီးနဲ့အမြင့်ပြောက်စေရမယ်ခွေးမသားမင်းအောင်လိုင်းနဲ့သူ့ရဲ့အပေါင်းပါအားလုံး